ခွေအသက်ကြီးမှလက်ပေးတင်လို့မရဘူးဆိုတာမဟုတ်ပါဘူးခွေလည်းအသက်ကြီးမှလက်ပေးတင်ရပါတယ်နော်အရင်အမေပြောတာခွေလည်းအသက်ကြီးမှလက်ပေးတင်လို့မရဘူးတဲ့စိတ်ထဲတော့မကောင်းဘူးဒါပေမဲ့စားလေးတွေရေးပြီးတယ်မင်းညစားလေးရောကျင်းဆုံးမဲ့သူတွေဘယ်လိုဆောက်ရမလဲဘာတွေသိထားတဲ့လဲပေါ့ PD ယူမယ်လို့ဘယ်လိုယူလဲဆိုတာစာလေးထိုင်ရေးဖြစ်တယ်အဲ့တော့ဆောက်မဲ့သူတွေသိရမယ့်ချက်တွေရှိရပါတော့ဆောက်တဲ့သူဘာချက်တွေသိရမလဲဆိုရင်ကိုဆောက်နိုင်မဲ့နေ့ဆောက်နိုင်မဲ့အချိန်ကြီးပေါ့အဲ့တော့အခြေခံသိရမယ်သိလို့မရဘူးပြီးတော့ကိုဆောက်နိုင်ရေးဆိုရင်ကိုလေးရင်ဘယ်လောက်ထားပါလဲအဲ့ဒါလေးသတ်မှတ်သွားဝိတ်တင်ပါလားအရင်ပိန်နေတဲ့ဝိတ်ချလို့ရဘူးเนาะကြီးကောင်းခန္ဓာကိုလှပအောင်ဆောပါလားအဲ့ဒါလေးတွေတက်မှတ်ပါဟိုဒီငါလှပတိတိလေးလှပအောင်ဆောမယ်ဆိုရင်ဝိတ်ဘယ်လောက်မှထားမလဲဆိုတော့ဝိတ်လည်းတက်မှတ်ဝိတ်မတက်မှတ်လို့မရဘူးเนาะကိုယ့်ရဲ့ကိုယ်တက်မှတ်လာမှရမယ်เนาะအဲ့ပေါ်မှာကိုဆောရတာအားမရဘူးတိုးတက်မှုမြန်နေတယ်ဆို PDU မယ်ပေါ့ PDU မယ်ဆိုရင် trainer အားမယ် trainer ကိုအရင်လေ့လာမယ်စကားပြောကြည့်ရမယ် trainer ကခန္ဓာကိုယ်အချိုးစားမညီဘူးခေဆိုရင်သူ့ကိုယ်သူတော့မပြုတ်ပြနိုင်တဲ့လူတယောက်လို့သတ်မှတ်လို့ရတယ်အဲ့တော့သူကကိုယ်ဘယ်လိုပြုတ်ပြပေးမလဲအဲ့ဒါတွေကတော့ဒါအပြင်ပိုင်းသတိထားမယ်ချက်ပေါ့နော်အဲ့တော့မဖြစ်မနေသတိထားပါကိုငါမဲ့ trainer ကိုကြည့်ပြီးတော့ခေါ်တယ်ပြုတ်ရတယ်မပါတယ်စကားပြောနေတယ်မှာဒီ trainer တယောက်ကဘယ်လောက်ထိအတွေးခေါ်ရှိလဲဘယ်လောက်ထိဒီကျမ်းမိုင်းနဲ့ပတ်သက်လို့အသိဉာဏ်ရှိလဲဆိုတာလေစကားပြောလေ့လာကြည့်လို့ရတယ်လေ့လာကြည့်တယ်ဘုနော်ဒီတိုင်းနဲ့အဲ့ရစောနေဆရာတယောက်ပဲဆိုတော့တချို့ရတော့ trainer မဟုတ်ဘူးပေါ့စောတတ်တယ်ဒီပစ္စည်းတွေကိုအသုံးပြုပြီးတော့စောပုံစောနေတည်တယ်အဲ့လိုစောပုံစောနေတည်တဲ့လူတွေလုံနေတာလည်းရှိတာပေါ့ဒီကကြတော့ trainer ရဲ့စီမင်းစီကံတို့တခြားအပြင်ဘူးတော့မရှိဘူးပေါ့မရှိဘူးဆိုတာလည်းသူတို့သိပါတယ်မလေ့လာပဲနဲ့ဘာ trainer ပဲဆိုပြီးတော့ဒီတိုင်းပဲကစားနည်းလေးသိရုံနဲ့ trainer လုပ်နေလို့လည်းရှိရအတွက်တချို့ကတော့သူတို့ကြောင့်သူတို့သိလို့လေ့လာတယ်နော်ဒီက train ကိုယုံကြည်အောင်ဝင်လို့လည်းရတဲ့ပတ်စံလေးနဲ့သူတို့ကိုသူတို့ဖြည့်တင်းတယ်လေ့လာမယ်ဟာတွေလေ့လာနေနဲ့လုပ်နေတဲ့လူတွေလည်းရှိတယ်အဲ့လိုလူနဲ့တွေ့ရင်တော့ဟိုတော့ကောင်းတာပေါ့လုံးမလေ့လာတော့ပဲနဲ့ဒီတိုင်းပဲငါ trainer ပဲငါပုံသေးတာပဲဆိုတော့အဲ့လိုလူနဲ့တွေ့ရင်တော့ကို PT ငါအဆင်မပြေဘူးပေါ့စကားပြောကြည့်အရင်လေ့လာပေါ့စောနေတဲ့စီမှာ trainer တွေဘယ်နေရာနေတဲ့ trainer တွေလေ့လာပြီးတော့မအောင်ဘယ်လိုလူနဲ့စောတယ်လဲဆိုတော့ရွေးချယ်ပြီးတော့စောဖို့လိုရတယ်ကိုကပတ်စံကုန်ခံပြီးတော့ဒီမမကြီးအပြင်မှာ PT ကြီးပုံခံပြီးတော့မှားတာဖြစ်တဲ့အတွက်ဘယ်လိုလူကို PT ခေါ်တယ်လဲဘယ်လိုလို့ဆိုတာပြောလို့ပေါ့အပြင်နေတာခန္ဓာကိုယ်ချိုးဆောက်ကြည့်မယ်ပြီးရင်စကားပြောကြည့်လို့မှအတူတူတာရှိတဲ့လူကိုစိတ်တိုင်းရဖြစ်ပြီးဆိုရင်ခေါ်မယ်ပေါ့တချို့ရတော့အသက်ကြီးတဲ့လူလားအသက်ငယ်တဲ့လူလားမိန်းကလေးလားဒီစောနေပဲပြောင်းလဲပြီးတော့လူခန္ဓာကိုယ်အချိုးစားအသက်ပေါ်ဒီပြောင်းလဲပြီးတော့မပေးနိုင်ကြဘူးနော်အဲ့လိုလေးလည်းရှိတော့စောတဲ့သူတွေနဲ့ပတ်စံပေါ်အောင်လာလေးလာကြပါအဲ့ဒါလေးစီစဉ်တဲ့တတိပေးကြပါလေအဲ့ဒါကဘယ်လိုမျိုးကိုကြည့်ရမလဲဆိုရင်ဆောနာပြောရတဲ့ခန္ဓာကိုယ်ချိုးစားကြည့်ပြီးရင်တချို့လေးဆိုရင်ဘေးနားလေးမှာမတ်တက်လေးရက်ပြီးတော့အလေးလေးကောက်ပြီးတော့ထည့်ပေးတယ်ပြီးရင်မနိုင်ဆိုရင်အလေးလေးဝိုင်းပြီးတော့ဒီမှာထိပြီးတော့ဝိုင်းထိပြီးတော့လိုက်ပြီးတော့လိုက်ပြီးတယ်ပြီးရင်စော်လေးလေးလိုက်ပြောင်းလိုက်ပြီးတော့အလေးသိမ့်ပြီးတယ်ပြန်ရည်ကြရင်ကြိုးလေးလျှော့ပြီးတယ်အလောင်းတဲ့ trainer လုပ်နေတဲ့လူတွေလည်းရှိတယ်အဲ့လိုမျိုးဆိုရင်တခြားကိုယ်ပို့လာရမှာပဲဆိုတော့ငါပေါ့အဲ့လိုမျိုး
သီးလောက်ပဲရှိပြီးတော့အဲ့လိုမျိုးအသီးလောက်နဲ့ပဲတင်ပေးနိုင်တဲ့ဟာဆိုရင်တော့ PT မငားတယ်အဲ့တော့ပတ်စံကိုယ်လည်းပတ်စံကုန်ပါမယ်နော်အဲ့ဒါလေးကိုစေရနာနဲ့အသီးပေးချင်ပါတယ်အဲ့တော့ပတ်စံကုန်တိုင်းပတ်စံကုန်ရဂျုံနဲ့စေချင်ပါတယ်တကယ်ချင်းတော့တကယ်ချင်းတို့ခဏတာပြောရဲအသက်ကလေးထည့်ထည့်ပြီးပြောတော့အသက်40 40ထည့်ထည့်ပြီးတော့စောစေချင်လို့ပါကျန်ကျန်မှလည်းလေးစေချင်